ထိုင်းနိုင်ငံဘန်ကောက်မြို့ပရာဝတ်ဧရိယာရှိကုံစုံဆိုင်ပိုင်ရှင်အသက်89နှစ်အရွယ်အမျိုးသားကြီးကိုရိုက်နှက်တပ်ဖြတ်ကာပစ္စည်းများလုယက်ခဲ့သည့်မြန်မာနိုင်ငံသားတဦးကိုရဲတပ်ဖွဲ့က2 ရက်အတွင်းဖမ်းဆီးအရေးယူလိုက်ပါတယ်။ဖြစ်စဉ်အသေးစိတ်ချက်လက်များအရတန်တရားရှိသူမြန်မာနိုင်ငံသားမစ္စတာခွန်ချစ်သည်နင့်နာသူ၏အိမ်နောက်ဘက်ရှိတိုက်ခန်းတွင်နေထိုင်သူဖြစ်ပြီးခိုးယူလုယက်ရန်ရည်ရွယ်ချက်ဖြင့်3 လတိုင်အခြေအနေကိုကြိုတင်စောင့်ကြည့်လေ့လာနေခဲ့ခြင်းဖြစ်ပါတယ်။ပြစ်မှုကျူးလွန်သည့်နေ့တွင်၎င်းသည်အိမ်နောက်ဘက်ခြံစည်းရိုးကိုကျော်တက်ကာကုံစုံဆိုင်အတွင်းဝင်ရောက်မှွေနှောက်ခဲ့ပါတယ်။ထိုစဉ်ဆိုင်ပိုင်ရှင်အဖိုးအိုကတွေးရှိသွားသဖြင့်ရုံးရင်းဆန်ခတ်ဖြစ်ကာရိုက်နှက်တပ်ဖြတ်ခဲ့ခြင်းဖြစ်ပါတယ်။ကျူးလွန်ပြီးနောက်ထွက်ပြေးတိမ်းရှောင်နေသူကိုရဲတပ်ဖွဲ့ကမှုခင်းဖြစ်ပွားပြီး2 ရက်အတွင်းစမုတ်ပရာကန်ပြည်နယ်ရှိစောက်လုပ်ရေးလုပ်သားစခန်းတစ်ခုတွင်ဖမ်းဆီးရမိခဲ့ပါတယ်။ဖမ်းဆီးစဉ်ခိုးယူသွားသောရွှေဆွဲကြိုးလက်စွပ်မိုဘိုင်းဖုန်းနှင့်ငွေသားအချို့တို့ကိုလည်းတပ်တေခံပစ္စည်းအဖြစ်ပြန်လည်သိမ်းဆည်းနိုင်ခဲ့ပါတယ်။စစ်ဆေးမေးမြန်းချိန်တွင်တရားခံကရည်ရွယ်ချက်မရှိဘဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းတောင်းပန်စကားဆိုခဲ့တော်လဲ၎င်းကိုလူသေးဆုံးမှုဖြစ်စေသောလူရဲမှုနှင့်ဖောက်ထွင်းမှုတို့ဖြင့်အမှုဖွင့်ထားပြီးယနေ့တွင်မင်းဘူးရီရာဇဝတ်တရားရုံးသို့ပို့ဆောင်ကာတရားစွဲဆိုသွားမည်ဖြစ်ပါတယ်။ထိုင်းနိုင်ငံမှာလာရောက်အလုပ်လုပ်ကိုင်နေကြတဲ့မြန်မာရွှေ့ပြောင်းလုပ်သားများအတွက် Migrants Care ၏အတိပေးအကြံပြုချက်ဒီသတင်းကိုလေ့လာကြည့်ရင်သူတစ်ပါးပစ္စည်းကိုမတရားလိုချင်မက်မောပြီးခိုးယူလုယက်ရာကနေလူတက်မှုဆိုတဲ့အကြီးမားဆုံးရာဇဝတ်မှုကြီးအထိကျူးလွန်မိတတ်ပြီးတဘဝလုံးထောင်ထဲမှာအဆုံးသတ်ရနိုင်တယ်ဆိုတာတွေ့မြင်ရမှာပါ။ထိုင်းနိုင်ငံမှာလာရောက်အလုပ်လုပ်ကိုင်နေကြတဲ့မြန်မာရွှေ့ပြောင်းလုပ်သားညီကိုမောင်နှမတွေအနေနဲ့အောက်ပါအချက်များကိုအလေးထားဂရုပြုနိုင်ရန်တိုက်တွန်းလိုပါတယ်။မိမိချွေးနှဲစာဖြင့်ရိုးသားစွာရှာဖွေစားတောက်ခြင်းသည်သာအကောင်းဆုံးဖြစ်ပါတယ်။သူတစ်ပါးပိုင်ဆိုင်မှုကိုမတရားလိုချင်စိတ်ဖြင့်ခိုးယူခြင်းလုယက်ခြင်းများကိုလုံးဝမပြုလုပ်ပါနဲ့။ယခုကဲ့သို့ကျူးလွန်မှုများသည်မြန်မာရွှေ့ပြောင်းအလုပ်သမားတစ်ရက်လုံး၏ဂုဏ်သိက္ခာကိုပါဆိုးရွားစွာထိခိုက်စေပါတယ်။ထိုင်းနိုင်ငံတွင်လူသက်မှုလူရဲမှုကဲ့သို့သောအကြီးစားရာဇဝတ်မှုများသည်အလွန်ပြင်းထန်သောထောင်ဒဏ်တစ်သက်တစ်ကျွန်းသို့မဟုတ်သေဒဏ်အထိကျခံရနိုင်ပါတယ်။ရည်ရွယ်ချက်မရှိပါဟုသောမည်သည့်စင်ချေပေးမှုမျိုးကမှဥပဒေ၏အပြစ်ပေးခြင်းမှကင်းလွတ်မည်မဟုတ်ပါ။မိမိနှင့်အတူနေထိုင်အလုပ်လုပ်ကိုင်သူများထဲတွင်မတင်ကားဖွယ်ရာအပြုမှုရှိသူများသူတစ်ပါးပစ္စည်းခိုးယူတတ်သူများရှိပါက၎င်းတို့နှင့်ပတ်သက်ခြင်းမပြုဘဲပြတ်သားစွာရှောင်ကျဉ်ရန်အသိပေးအကြံပြုအပ်ပါတယ်။ဘေးအန္တရာယ်အပေါင်းမှကင်းဝေးပြီးဘေးကင်းလုံခြုံကြပါစေလို့ Migrants Care မှစုမုံကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ။ထိုင်းရောက်ရွှေ့ပြောင်းမြန်မာနိုင်ငံသားတွေရဲ့အရေးကိစ္စတိုင်းအတွက် Migrants Care